မင်္ဂလာပါချစ်စုဆာပါရှင်ချစ်စုမွေးနေ့တော့ပုံလေးတင်နေပေါ့နော်ပုံလေးတင်တာအဲ့ပုံလေးတွေကိုဘာရိုက်တာလဲ best studio မှာရိုက်တာလဲဆိုပြီးတော့မင်းရဲ့ချစ်စုဗီဒီယို edit မလုပ်ရသေးရတယ်မတင်ပြတာပေါ့နော်အဲ့ဒါချစ်စုဘယ်မှာရိုက်တာလဲဆိုတာပြပြပါမယ်ရှင်ကဲဒီပုံလေးတွေပေါ့နော်မမရိုက်လဲဆိုတော့ခုချစ်စုပြထားတဲ့ Promise Studio ရန်ကုန်မှာရိုက်တာဖြစ်ပါတယ်ချစ်စုက vlog ရိုက်မယ်လို့မပြောလိုက်တော့အင်ကြီးရွေးတော့အင်ကြီးရွေးခန်း studio တော့မရိုက်လာခဲ့ရအောင်ဒါကတော့ချစ်စု make up စပြင်နေတာဖြစ်ပါတယ်ချစ်စုကတော့ VIP package ကို join လိုက်တာပါချစ်စု join တော့သူက July လနဲ့ August လမှာသူတို့ studio ရဲ့ anniversary ရှိရတဲ့အတွက်ကြောင့်မို့ပိုင်ဝဲကဝဲ promotion ချပါတယ်သူကအဲ့ဒါ VIP package join တာရယ် standard package join တာရယ်နှစ်ခုပေါ့နော်အဲ့လို join တဲ့သူတွေအတွက်ကိုပိုင်ဝဲကဝဲရိုက်ခွင့်ပေးပါတယ်ချစ်စုကတော့ VIP package ကို join လိုက်တဲ့အတွက်ကြောင့်မို့နှစ်စုံရိုက်ခွင့်ရခဲ့ပါတယ် studio ထဲမှာဆိုရင်အဲ့လိုမျိုး princess dress ပုံစံအများကြီးပဲလှလှလေးအများကြီးပဲရှိရယ်ချစ်စုက VIP package မှာအဲ့လိုမျိုး dress အကြီးတွေနှစ်စုံရိုက်ခွင့်ပေးတာပေါ့နော်ဒါပေမဲ့ချစ်စုကတော့တစ်စုံ dress အကြီးရိုက်ခဲ့ပြီးတော့တစ်စုံတော့အတူလေးရိုက်ခဲ့ပါတယ် location ကတော့မြောက်တကုံပင်လုံဆေးရုံနာမှာပါ studio ကမမတွေက post တွေလည်းတင်ပေးတယ်ပြီးတော့ချစ်စုသွားတော့ဆိုရင် make up လည်းမပါဘူးရိုးရိုးရှင်းရှင်းကြီးပဲသွားလိုက်တာကိုကကိုလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်အသုံးဆောင်လေးတွေပဲယူသွားလိုက်တယ် make up ဘာမှမလိမ့်ပါဘူးသူတို့ဟိုရောက်တာနဲ့အကုန် accessory make up ဖနက်ကအစအင်ကြီးပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးကိုပြောလိုက်တာနဲ့အကုန်လုံး ready လုပ်ပေးပါတယ်ချစ်စုကတော့အရင် thing တွေပါတယ်မရွေးထားတော့ကြတော့မွေးနေ့ပတ်တီးပုံလေးရဲ့အဲ့လိုမျိုးရိုက်ချင်တယ်ပြီးတော့ခေါင်းဝင်အကြီးနဲ့ကလည်းရိုက်ဖူးရရှောင်ရိုက်ချင်တယ်ဆိုပြီးပြောလိုက်တော့သူတို့ချစ်စုနဲ့ line မဲ့ပုံစံလေးရိုက်ပေးပါတယ် post မပေးတတ်မှလည်းကြောက်စရာမလိုဘူးအဲ့ရမမရတင်ပေးတယ်ပြီးတော့ make up ပြင်တဲ့မမဆိုတဲ့အရင်စိတ်ရှိရဲ့ပြီးတော့ချစ်စုဆိုရင်ဒီကနေမျက်နှာပြောင်နေသွားတာကွာဟိုရောက်တော့အကုန်လုံးသူတို့ကလိုလေးသိမရှိလုပ်ပြီးတော့အဲ့ဟာလေးကိုအရင်သဘောကျပါတယ်ချစ်စုကပြီးတော့ TikTok ဆော့တတ်တဲ့သူဆိုတော့ TikTok တွေလည်းအများကြီးဆော့လာပါတယ်ချစ်စုရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ် bye bye